မင်းတို့ game stream မှာ2ယောက်လုံးပေးတယ်ကွာ ဒီကောင်ငါတို့ကြောင့်မတည်ဘူးထင်တယ် ဘာလဲစမ်းနေတာလားအဲ့ဒါပြေးပြန်မလား ဟာ ဘာမှမဟုတ်နေရတယ်ညာညာဘယ်စည်းပြင်မဟုတ်လား ဘယ်ရလားအဲ့ဒါဘူဖေးဖေးရင်ကျွန်တော်ခုနတွေကတွေ့တယ် အဲ့ဒါဒီဘဲကိုကြောင်းတော့ငါတို့ဝင်ကြက်လိုက်အောင် လောက်လိုက်မယ်ဒီက ဟေ့ဘကံစည်းပြင်ဆိုတာမင်းလားကွာ ဟာငါဘဲကောင်းနဲ့ထူလိုက်လို့ဘူးဖေးမရင်ကွာဘာလို့ဘကဆေးမရင်တော့ မင်းငါတို့နှစ်ယောက်တိ ဩလှဦးနဲ့ခိုင်ထွန်းတက်တော့ပေါ်မှာလဲမင်းတို့နှစ်ကောင်အတန်နေကြီးပဲကွာဒီလိုဘာလာလောက်တာမင်းတို့ကောင် ဟဲ့ဘယ်ကိုလှအောင်နဲ့ခိုင်ထွန်းလဲဒီကြီးကလီပိုင်နဲ့ဖလက်ကွာမင်းငါတို့နှစ်ကောင်ပတ်ကြည့်မှာစကေးကောင်းတာမင်းမသိဘူးလား ငါလည်းဘူးဖေးမရင်ပါကွာငါဘယ်တော့စားနိုင်နေဆိုတာမင်းတို့နှစ်ကောင်မသိဘူးထင်တယ် ကြိုက်တယ်ငါဦးကလည်းဒါမျိုးမှကြိုက်တာအဲ့ဒါဆိုရင်ငါပက်ကြီးခိမ်းမှာငါကင်းနိုင်တယ်လို့မင်းစားနိုင်လားမင်းစားနိုင်တယ်ဆိုရင်ဒီမှာစားတာတဲ့အပြင်ပါဆယ်ပါထုတ်ပေးလိုက်လို့လေ တကယ်လို့မင်းမစားနိုင်ဘူးဆိုရင်ငါတို့စားမဲ့ဟာတွေအပြင်ငါတို့အိမ်ကလူတွေအတွက်ပါဆယ်ထုတ်ပါမင်းအဲ့ဒါကြီးပါရှင်းပေးရမယ်တတိရှိရင်စိန်လိုက်မလား ဟဲ့အောင်ကြားတယ်ကွာစိတ်လိုက်လေ စက္ကန့်ပိုင်းအတွင်း3လေးလုံးစားစေရမယ်ဗျာကြည့်လိုက် ဘူဖေးဖေးဘွားတော့သွားပြီပဲ ပတ်စံရှင်ဝတ်လောက်ထားနော်အစင်တစ်လေးတွေပါဆယ်လေးတွေညီမပါဆယ်လေးတွေတက်လားဘယ်လားဆင်းအောင်ရလား တဲ့ကောင်ရှိရညတို့အရင်ကျုံလိုက်လို့ခင်မင်းလေးပြတ်သွားမှာပဲဆိုရင်ကိုယ်ပိုင်နဲ့တက်တက်ညာရှော့ပြော ပါအောင်ရှိတယ် ဘာမှမကြောက်နဲ့လာပြီရွှေနေသွားတယ် ကဲ 1K ဗျာ ရှားပြီကျွန်တော်လည်း 1K ရပြီတသားစားကြမယ်တကယ်ချင်းတော့ 1K ဆိုတော့1တုံးပေါ့ကွာ sorry လက်တောင်းနော် 2K ဆိုတော့ငါလည်းနောက်တုံးပေါ့ကွာ အကောင်းနေဗျာ 3K 3កောင်ပြောင်းဘူဖေးဖေးတကယ်ကိုစားပြီဗျ ဟာဒီကောင်လေးကအခုမှ 3K တဲ့ဒီကောင်က4000ခိုးနေပြီအဲ့လောက်ကြီးကြကဲနောက်တော့ ရော့ဗျာနောက်ထပ် ဘူဖေးဖေး 4K ရှိပြီနော် 4K ရှိပြီဘူဖေးဖေးအတွက်30လောက်ဆိုလဲ80လောက်ဖြစ်မှာ 5K ဗျာ 5K ကဲ 5K ပြည့်သွားပြီကဲဘလို့လဲ 5K ပြည့်သွားပြီ ကဲကျွန်တော်လည်း 5K ရသွားပြီဗျာနှစ်ယောက်ပေါင်း 10K မို့လို့ပေါ်အောင်စားပြီတော့ဘူဖေးဖေးရေ ဟဲ့7K ရပြီကွာ 7K ဟဲ့7K လောက်မနေနဲ့ပကံကိုလည်းကြည့်အောင်နောက်တစ်ပွဲမှာလာအောင်10တုံး ပြောင်းဒီဘက်တကယ်စားနိုင်နေပဲမင်းမပတ်စံပါသေးလားအဲ့ဒါပြေးတာ ပြေးရမနေနဲ့ပြေး အရင်ကောင်းတဲ့ညီလေးနောက်တော့မလုံးနဲ့ကွာ ကျွန်တော်နဲ့ flat နဲ့ Nyoki Vive ကို PUBG Mobile ထဲမှာ လာမယ်31ရက်နေ့ထိ machine တွေလုပ်ပြီးတော့ free ရယူနိုင်ပါပြီခင်ဗျာ PUBG Mobile စောင့်နေတဲ့သူတွေလည်းဒါမယူရသေးရင်ကျွန်တော်နဲ့ကိုလီပိုင်ရဲ့ bike pack ကိုသွားပြီးတော့ယူလိုက်ကြပါအောင်လို့ပြောရင်းနဲ့ပဲအားလုံးနှုတ်ဆက်လိုက်ပါတယ်အားလုံးပဲတက်တာပါ